BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်ထဲဒူတာတေးကိုဆွဲဆိုထားတဲ့အမှုအကြောင်းကို ICC အမှုလိုက်ရှေ့နေတွေကရှင်းပြတဲ့အကြောင်းပြင်ဒီလိုကဘယ်လောက်ကျော်အကူရတယ်ဆိုတော့လောဟာပုံတော်ကိုပြောမှာပဲကြီးလက်မှာဖွင့်ထားတဲ့ဒီဆေးရုံလေးတွေဆေးကန်းလေးတွေကိုညနေဆေးရုံနဲ့ဆေးကန်းတွေဆိုတော့မဖွင့်နိုင်ဘူးလေမန္တလေးနဲ့စကိုင်းကဆေးရုံဆေးကန်းတွေကိုဇက်တိုက်ခိုက်နေတဲ့အကြောင်းနဲ့တောင်းနဲ့ချီတဲ့စစ်ဘေးရှောင်တွေတောက်သုံးရီရှားပါပြက်လက်နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘူဘူကတင်ဆက်ပေးထားပါတယ်။ဖိလစ်ပိုင်သမ္မတဟောင်းရောဒရီဂိုဒူတာတေးကိုဆွဲထားတဲ့အမှုကြောင့် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကအမှုလိုက်ရှေ့နေတွေကရှင်းပြခဲ့ပါတယ်။မူရဲ့နှိမ်နင်းရေးစစ်ပွဲမှာလူမဆန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်းဒူတာတေးကိုဆွဲထားတာဖြစ်ပါတယ်။အမှုကိုတရားခွင်အပြည့်စစ်ဆေးဖို့သက်သေအလုံလောက်ရှိမရှိကြားနာမှုတွေလုပ်ပြီးတော့ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။မစ္စတာဒူတာတေးဟာဒါဇင်နဲ့ချီတဲ့လူသတ်မှုတွေကိုညွှန်ကြားခဲ့ပြီးသက်အမဲ့သူတွေကိုကိုယ်တိုင်ရွေးချယ်ခဲ့ကြောင်း ICC တရားရုံးရဲ့ဒုတိယတရားစွဲအရာရှိကပြောပါတယ်။ဒူတာတေးလုံးဝအပြစ်မရှိကြောင်းသမ္မတဟောင်းရဲ့ရှေ့နေကတရားရုံးမှာဆိုပါတယ်။အသက်80အရွယ်သမ္မတဟောင်းကိုမနစ်ကမတ်လကမနီလာမှာဖမ်းဆီးပြီးတော့ဒက်ချ်ကျင်းတောင်မှာချုပ်နှောင်ထားပါတယ်။သမ္မတထရမ့်ရဲ့သွင်းကုန်ကိုတိုးမြင့်မှုတွေကိုတရားမဝင်ကြောင်းအမေရိကန်တရားရုံးချုပ်ကဆုံးဖြတ်လိုက်ပြီးတဲ့နောက်မနစ်ကအမေရိကန်နဲ့သဘောတူခဲ့တဲ့ကုန်သွယ်ရေးသဘောတူညီမှုတွေကိုကန့်သတ်ဖို့ဥရောပလွှတ်တော်ကစီစဉ်နေပါတယ်။ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလို့ကြောင်းဥရောပလွှတ်တော်အမတ်တွေကပြောကြပါတယ်။အိန္ဒိယကလည်းအမေရိကန်နဲ့သဘောတူညီမှုကိုအချောသတ်မဲ့စီစဉ်တွေကိုဆိုင်းငံ့ထားမယ်လို့ဆိုပါတယ်။အမေရိကန်နဲ့သဘောတူညီချက်အများစုကိုမသက်ရောက်ဘူးလို့ယူဆကြောင်းပြည်ထောင်ကပြောပေမဲ့လည်းအမေရိကန်ရဲ့ခွန်တိုးမြင့်မှုတွေကိုပယ်ဖျက်ဖို့တရုတ်ကတောင်းဆိုခဲ့ပါတယ်။မစ္စတာထရမ့်ကတော့လူမှုကွန်ရက်ကနေပြီးတရားရုံးချုပ်ကိုရှေ့လျားဝေဖန်ပြောဆိုခဲ့ပါတယ်။တခါအာဖဂန်နယ်စပ်ကိုကျော်ပြီးပါကစ္စတန်စစ်တပ်ကနောက်ထပ်၄ကြောင်းကနေတိုက်ခိုက်နိုင်ကြောင်းပါကစ္စတန်သမ္မတအလီဇာဒါရီကပြောကြားခဲ့ပါတယ်။မကြာခင်တုန်းကပါကစ္စတန်မြေမှာလာပြီးတော့အသေးခံဘုံခွဲတာကိုတုံ့ပြန်တဲ့အနေနဲ့စစ်သွေးကြွတွေပုံနေတဲ့နေရာခုကိုပြီးခဲ့တဲ့သတင်းပတ်ကုန်းကတိုက်ခိုက်ခဲ့ကြောင်းပါကစ္စတန်ကဆိုပါတယ်။ဒီအစွန်းရောက်လုပ်ရက်တွေရဲ့နောက်မှာဘယ်သူတွေရှိကြောင်းသူ့နိုင်ငံကသိတယ်လို့လည်းမစ္စတာဇာဒါရီကပြောကြားခဲ့ပြီးတိုက်ခိုက်မှုတွေဆက်လုပ်ရင်ချမ်းသာမပေးဘူးလို့သတိပေးလိုက်ပါတယ်။အာဖဂန်နစ္စတန်ကစစ်သွေးကြွတွေကိုခိုးလုံရဖြစ်လက်ခံထားတယ်ဆိုပြီးပါကစ္စတန်ဘက်ကပုံမှန်ဆွဲလေရှိပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကိုကာဘူးကတာလီဘန်ဆိုရကပြစ်တင်ရှုံချခဲ့ပြီးအနည်းဆုံးပြည်သူ18ယောက်သေဆုံးတယ်လို့ဆိုပါတယ်။မြန်မာသတင်းနေတဲ့မှာတော့ဆီယနာသိန်း9နှစ်အတွင်းပရိပက္ခခြေပြုလိန်ကျန်းဖတ်မှုတွေတိုးလာတဲ့ဆိုတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကိုကန့်ကွက်ကြောင်းစစ်ကော်မရှင်ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။လိန်ပိုင်းဆိုင်ရာကျန်းဖတ်မှုပါဝင်ပဲပြစ်မှုကိုမဆိုလုံးဝခွင့်မလွတ်ဘဲကျူးလွန်ရင်အရေးယူမယ်လို့ပြဋ္ဌာန်းထားကြောင်းစစ်ကော်မရှင်ကတုံ့ပြန်ခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့တော်လှန်ရေးလက်နက်ကိုင်တွေနှစ်ဖက်ကျူးလွန်တဲ့လိမ်ပိုင်းဆိုင်ရာကျန်းဖတ်မှုအနည်းဆုံး900ရှိတယ်လို့လည်းမြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကပြောပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတော့မြန်မာစစ်တပ်အဖွဲ့ဝင်တွေနဲ့ဆက်ဆက်ဖွဲ့စည်းတွေလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေအားလုံးနေနဲ့လိမ်ပိုင်းဆိုင်ရာကျန်းဖတ်မှုပုံစံအားလုံးကိုချက်ချင်းရပ်တန့်ဖို့ကာကွယ်တားဆီးဖို့တိုက်တွန်းထားပါတယ်။ကချင်ပြည်နယ်မိုးမောက်မိုးညင်းနဲ့ဝိုင်းမော်မြို့နယ်တွေကိုတော့စစ်တပ်ကမနေ့ညပိုင်းနဲ့ကနေ့မနက်ပိုင်းမှာဘုံကျဲခဲ့တယ်လို့ဒေသခံချို့စီကနေသိရပါတယ်။မိုးမိတ်မြို့နယ်ဘွမ်ကထောင်ရွာကိုဘုံတလုံးချတာမှာရက်သားအိမ်တက်ကြပြီးလူတစ်ယောက်သေးတယ်လို့လည်းမြေပြင်အခြေအနေသိရှိသူကပြောပါတယ်။ KIA ဌာနချုပ်ရှိတဲ့လိုင်ဇာမြို့ပေါ်ကိုလည်းတိုက်လေယာဉ်တွေဖြတ်ပြန်နေတယ်လို့ဆိုပါတယ်။မြကြီးနားလေဆိပ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့ဆွဆွဲချက်ကိုတော့ KIA ကညှင်းဆိုထားပါတယ်။မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ကတော်လှန်ရေးထိန်းချုပ်နယ်မြေဖြစ်တဲ့ရွှေကျွန်းပင်ရွာကိုစစ်တပ်ကပြန်သိမ်းသွားတယ်လို့လည်း BBC ရဲ့စစ်ရေးရင်းမြစ်ကဆိုပါတယ်။
စစ်တပ်ပြန်သိမ်းလိုက်တဲ့ရွှေကျွန်းပင်ဟာတကောင်းမြို့နယ်-10ကျော်ဝင်းကျင်မှာရှိပါတယ်တကောင်းဟာမန္တလေးတိုင်း ER မြစ်ရှိဘက်ချမ်းမှာတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နောက်ဆုံးလက်ကျန်မြို့လည်းဖြစ်ပါတယ်တော်လိုင်းရေးတပ်တွေတကောင်းကနေဆုတ်ရင်စကိုင်းတိုင်းရဲ့ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ထီးကျိုင်နဲ့အင်းတော်ဘက်ကိုရွှေ့နိုင်ကြီးရှိတယ်လို့လည်း CDM ဗိုလ်ကြီးစင်ရောကနေသုံးသပ်ပါတယ်ဖေဖော်ဝါရီလ6ရက်ကစပြီးစစ်တပ်စစ်ကြောင်းကတပိတ်ကျင်းမြို့နယ်တွင်းငွေရန်နာကနေတကောင်းကိုဦးတည်လာနေပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်တော်ရှိမြခင်ဗျာမန္တလေးတိုင်းနဲ့စကိုင်းတိုင်းကဆေးရုံဆေးခန်းတွေကိုဒီအပိုင်းတွင်စစ်တပ်ကလေကြောင်းနဲ့ရောမြေပြင်ကပါတိုက်ခိုက်တာတွေစက်တိုက်လုပ်နေတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်ဒီလိုဆေးရုံဆေးခန်းတွေဖျက်ဆီးခံရမှုကြောင့်မြို့ပေါ်တက်ပြီးတော့ဆေးကုခွင့်မရတဲ့ဒေသခံတွေအတွက်ရောကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပါဘယ်လောက်ထိဒုက္ခရောက်နေကြသလဲမသိတန်တွေကပြောပြပေးပါမယ်စကိုင်းတိုင်းမြောင်မြို့နယ်တွေကဆေးခန်းနဲ့ဒဇယ်မြို့နယ်ကုန်းယုံရွာကတိုက်နယ်ဆေးရုံတို့ကိုပြီးခဲ့တဲ့ရက်ပိုင်းကစပြီးစစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်ဘုံကျဲခဲ့တာကြောင့်ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တချို့ဆေးကန်းတွေဟာအရက်ဖက်ကျန်းမာရေးဝန်ထမ်းတွေကဒေသခံတွေကိုကုသပေးနေတဲ့နေရာတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီမတိုင်ခင်တရက်ကလည်းမန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲကင်းကြီးရွာမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံမြေအောက်ဆေးရုံကိုစစ်တပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။လူနာအများစုဟာလမ်းပန်းဆက်သွယ်ရေးအရာရောတိုက်ပွဲတွေကြောင့်မှမြို့ပေါ်ကိုဆေးတက်ကူဖို့ခက်ခဲသူတွေဖြစ်ပြီးဆေးကုသခံနေသူတွေထဲမှာမိဖွားသူတွေကအစဒဏ်ရာရရဲဘော်တွေအထိပါတယ်လို့ဒဇယ်ဒေသခံတူကပြောပြပါတယ်။ဒီလိုကဘယ်လောက်ကျော်အားကိုးရတယ်ဆိုတော့လောဟပုံတော်ကိုပြောရမှာပဲကြီးလက်မှဖွင့်ထားတဲ့ဒီဆေးရုံလေးတွေဆေးကန်းလေးတွေကိုမြို့နယ်ဆေးရုံနဲ့ဆေးကန်းတွေဆိုတော့မဖွင့်နိုင်ဘူးလေ။ဟုတ်တကယ်မှဆိုလို့ရှိရင်မြို့နယ်ဆေးကဖွင့်ကိုမဖွင့်နိုင်ဘူး။ကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်တပ်ကဆေးရုံဆေးကန်းတွေကိုအခုလိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ကာကွယ်ရေးတပ်တွေနဲ့နှိစက်သူတွေကပြောပါတယ်။နထိုးကြီးကမြေရောက်ဆေးရုံဆိုရင်လည်းစစ်တပ်စစ်ကြောင်းတွေရောက်မလာခင်အထိကျေးရွာ10ခုထက်မနည်းကအတော်အားထားခဲ့ရပေမဲ့အခုစစ်တပ်ကဖျက်ဆီးလိုက်တာကြောင့်ဆေးကုသရေးအတော်လေးခက်ခဲဖြစ်နေရပြီလို့ဒေသခံတွေကဆိုပါတယ်။ကာကွယ်ရေးတပ်တွေနဲ့နှိစက်တဲ့နထိုးကြီးဒေသခံကိုမိုးကျိုးကအခုလိုပြောပါတယ်ဒီ NUG ရဲ့ခြေပေကမ်းပဲဖြစ်ဖြစ်ကျွန်တော်တို့အရက်ဒီရတာရဲ့ခြေပေကမ်းပဲဖြစ်ဖြစ်အခုလိုမျိုးကျမကြီးအဆောက်အဦတစ်ခုဒီလိုမျိုးတိုက်ခိုက်တာကြီးရတော့ဒါချင်းချင်းပြောရရင်တော့သိပြီးတော့အဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့ဘက်ကပြောတဲ့စကားရှိတယ်သူတို့ရဲ့ဆန့်ကျင်ဘက်တပုံလို့သတ်မှတ်တယ်ကျွန်တော်နိုင်ငံရဲဘော်တွေကိုတိုက်ခိုက်တာသူတို့ကမပြောလို့ပါဘူးဒါသူရဲ့ချန်တီဖြစ်တာဒါပေမဲ့အပြစ်မဲ့ပြည်သူတွေနဲ့အခုလိုမျိုးစေယုံခြေကမ်းတွေဒီနာတင်ကြနေတဲ့ကျောင်းတွေဒီပထိုးတွေကပါမချမ်းဒီတော့တိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ကတော့ဘုံတော့ချုပ်ချတယ် NUG ရဲ့ပြည်ထရေးဒုဝန်ကြီးဦးကျော်နီကတော့ဒေသခံတွေကျန်းမာရေးအတွက်ဆေးကုသပေးနိုင်ဖို့နီလန်းမျိုးစုံနဲ့လုပ်နေတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလည်းမြောက်ဦးဆေးရုံကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်လူ10ချီသေဆုံးခဲ့ပါသေးတယ်။စစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေတိုက်ခိုက်ခံရမှုအပေါ်စစ်ရာဇဝတ်မှုနဲ့အရေးယူပေးဖို့ NUG အပါအဝင်တော်လှန်ရေးအဖွဲ့တွေနဲ့ရပ်ဖက်အဖွဲ့တွေကနိုင်ငံတကာကိုတောင်းဆိုထားပါတယ်။တော်ရရှိမြခင်ဗျာမြန်မာနိုင်ငံလေပိုင်းပါဝင်ချင်းတဲ့ရခိုင်ကတောင်းနေချီတဲ့စစ်ဘေးရှောင်တွေတောက်သုံးရီရှားပါပြက်လက်မှုနဲ့ရင်ဆိုင်နေရပြီးလူသေးဆုံးတဲ့ထိရှိလာနေတယ်လို့ကုညီကဲဆယ်နေသူတွေကပြောပါတယ်။မကွေးနဲ့စကိုင်းတိုင်းမှာဆိုရင်လနဲ့ချီပြီးတော့စစ်ဘေးတင်းရှောင်နေကြပြီးဒုက္ခရောက်နေကြတာလို့ဆိုပါတယ်။ဒီကြောင်းမတ်ရွှေပိုးနီပြောပြပေးပါမယ်။စကိုင်းမကွေးချင်းပြည်အဆက်နဲ့ရခိုင်ပြည်နယ်ဘက်ကစစ်ဆောင်စခန်းတွေမှာတောက်သုံးရင်အဓိကရှားပါပြက်လက်နေတဲ့အပြင်အစာရည်သာပြက်လက်မှုပါဖြစ်နေတာလို့ကုညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်ချင်းပြည်နယ်အဆက်စကိုင်းတိုင်းတွေကကလေးမျိုးအနီတော်ဆက်တီမှာစစ်ဆောင်နေရတဲ့ဒေသခံထောင်နဲ့ချီကလည်းရေရှားပါပြက်လက်တဲ့တံကုန်ခံနေကြရတာလို့ဆိုပါတယ်စစ်တပ်ဘက်ကအဆက်မပြတ်စစ်ကြောင်းထိုးနေတယ်လို့တချို့ရွာတွေထဲမှာပါစခန်းချနေတာကြောင့်လားနဲ့ချီနေရာစုံလှည့်ပြီးတင်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပြကြပါတယ်တောက်ရည်ရောအစားတောက်ပါပြက်လက်နေတာကြောင့်တေဆုံးသူတွေရှိလာနေတယ်လို့လည်းစကိုင်းနယ်မကွေးတိုင်းတွေက
စစ်ချောင်းတွေကိုကူညီနေသူတဦးကအခုလိုပြောပါတယ် ဝေစီတို့နေပါလေဆိုတော့လေရွာထဲတွေမှာပဲတူးကြတာကိုအဲ့ဒါဆိုတော့ရေခက်ခဲလဲရှိတယ်စားနပ်ရိက္ခာပိုင်းကတော့တော်တော်ကိုခက်ခဲတယ်တောင်လူတွေလည်းမလောက်ကြဘူးလေဒီနေ့ကခုတက်ကြီးတဲ့လူဆိုလို့ရှိရင်ဒီဆိုရင်ဒါတော်တော်ဟိုမြောက်ဖက်ရှောင်းရင်းတဲ့ကူဒါ3-4ယောက်လောက်လို့ပြောရပါပြီစစ်ချောင်းရင်းနဲ့ဆုံးပါလွှာကြတယ်ဒီနေမှုထိုင်မှုရောစေဝါစာနောက်ဆုံးစာရည်သာမျက်လက်တာရောပေါ့ရေပြက်လက်မှုရောပေါ့အစစရရပေါ့ဗျာ တချို့ဆယ်ရီရောက်တဲ့နေရာတွေရောက်မှပဲရေရှိပြီးကျန်တဲ့နေရာတိုင်းကရေဘေးဒုက္ခကြုံနေကြရတာလို့လည်းဆိုပါတယ်စစ်ဘေးရှောင်တွေဟာနေရာဆုံးပြန့်ကျဲနေကြတာကြောင့်အရေးအတွက်အတိအကျကိုပြောဖို့တော့ခက်တယ်လို့လည်းကူညီပေးနေသူတွေကပြောပါတယ်အညာဘက်မှာတော့စစ်တပ်ကရေတွင်းရေကန်ရှိတဲ့နေရာတွေမှာအများဆုံးတပ်ဆွဲထားတာကြောင့်ရေရှိမှာအခုတက်ပိုဒုက္ခရောက်နိုင်တယ်လို့လည်းသခိုင်းဒေသခံတဦးကအခုလိုပြောပါတယ် လူကြီးနဲ့တော့ဒီကနေ့ဒီကတော့မတူဒီဘက်ကရေလွယ်တော့ကျန်တဲ့နေရာတွေအနေနဲ့ရေမရှိတဲ့နေပိုင်းနေလည်းရှိရတယ်။ရှောင်းတဲ့ကာလကလည်းတစ်လနှစ်လမဟုတ်တော့9လ6လဖြစ်သွားပြီဆိုတဲ့အနေအထားမှာကိုဖြစ်ပြတဲ့ကိုပြောပြပါအောင်မယ်။စိတ်ဆောင်လာကြားလာတော့အေးရမရှိရှိတဲ့ဆိုင်ကလေးပေါင်းပြီးထားတောင်းနေရအခုအဲ့ရှောင်းတဲ့နေရာထက်ပြီးရမယ်ဆိုကြရည်တဲ့ဆိုင်ကမရှိရတယ်ဆက်ဆက်လည်းရှိနေတယ်လူတန်းတန်းဘူးတော့တော်တော်ဆိုးမှာပါ တခါရခိုင်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီးအလူရှင်တွေမလာတာလားနဲ့ချီရှိနေတာကြောင့်ရိတ်ခါတွေပြတ်မတော့အောင်ချွေတာနေရတယ်လို့ဒေသခံတွေနဲ့ကူညီပေးနေသူတွေကပြောပါတယ်အရင်ကလည်းနှစ်စဉ်နွေရာသီရောက်ရင်ရေပြက်လက်မှုတွေနဲ့ကြုံခဲ့ရပေမဲ့စစ်ကြောင်းထိုးတာပြန်ထွက်သွားရင်ကိုယ့်ရဲ့ရွာထဲပြန်နေလို့ရတာကြောင့်အခုနှစ်လောက်မဆိုးဝါးဘူးလို့လည်းဒေသခံတွေကပြောပါတယ်လက်ရှိစကိုင်းတိုင်းမကွေးတိုင်းတွေကကာကွယ်ရေးတွေအားကောင်းတဲ့နေရာတချို့ကလွဲပြီးကျန်တဲ့နေရာတွေကိုစစ်တပ်ဘက်ကနေစဉ်ထိုးစစ်ဆင်နေတာကြောင့်စစ်ဘေးရှောင်ဥယေပိုတိုးလာနေတယ်လို့လည်းကာကွယ်ရေးတပ်တွေနဲ့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်ဒါကြောင့်လာမယ့်နွေရာသီနဲ့မိုးရာသီမှာတောက်ရည်ရောစားဝတ်နေရေးအတွက်ပါကြိုတင်စိုးရိမ်စရာဖြစ်နေပြီးအခုအညီတွေများစွာလိုအပ်နေတယ်လို့လည်းပြောပြကြပါတယ် တော်တော်ရှိမယ်ခင်ဗျာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုဗန်မာအပေါင်ပစ္စည်းထားစရာမလိုပဲချင်းငွေထုတ်ပေးနိုင်ဖို့စစ်ကော်မရှင်လက်ခံဗဟိုဘဏ်ကစီစဉ်နေပါတယ်ဒီစနစ်ကလုပ်ငန်းအားလုံးအတွက်အဆင်ပြေနိုင်မှာလားဒီကြောင်းကိုမြင့်လွင်ကပြောပြပေးပါမယ်အပေါင်ပစ္စည်းထားစရာမလိုပဲရှင်းငွေရယူနိုင်အောင်စီစဉ်နေတယ်ဆိုပေမဲ့ဘဏ်တစ်ခုကနေတစ်ခုစီ digital ငွေကြေးနဲ့လွှဲပြောင်းထားတာတွေကိုအခြေခံပြီးမှထုတ်ရှိမှာလို့ဗဟိုဘဏ်ကဆိုပါတယ်အထူးသဖြင့်အမျိုးသားငွေပေးချေမှုစံနှုန်းဖြစ်တဲ့ MMQR အပါအဝင် digital mobile wallet တွေရဲ့အလွှဲပြောင်းတွေရှိမှသာရှင်းငွေရရှိနိုင်မှာလို့ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီထုတ်ပြန်ချက်ဟာစီးပွားရေးလုပ်ငန်းတွေကို digital ငွေကြေးတွေဝင်ရောက်လာအောင်လုပ်နေတာသာဖြစ်တယ်လို့ဘဏ်နဲ့နှိစက်သူတွေနဲ့စီးပွားရေးကျွမ်းကျင်သူတွေကပြောပါတယ်ဒီလိုပြောင်းလဲလိုက်ရင်ရောအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်သက်ရောက်မှုတွေရှိလာနိုင်ပါမလားဒီအကြောင်းစီးပွားရေးနဲ့ဘဏ်လုပ်ငန်းကျွမ်းကျင်သူတူထောက်ပြတာက ဒီကတော့ပြောမယ်ဆိုရင်တော့စီးပွားရေး background ခိုင်မာတဲ့လူတော့မှပုံပြီးအဆင်ပြေမှာဘာလို့ဆိုတော့သူက business record ကြီးမှာ digital money ရဲ့ဒီ transaction တွေကိုကြည့်ပြီးတော့မှသူတို့ပြန်ပြီးမယ်ဆိုတော့အဲ့တော့ media နဲ့ enterprise ဆိုအလင်းနဲ့အထက်ပဲလုပ်ငန်းရှိကြီးလောက်ပဲပွားပြီးတော့အဆင်ပြေလိမ့်မယ်စပြီးတော့ startup လုပ်တဲ့ business တွေတော့မလွယ်တော့ဘူးဘာလို့ဆို business profile နဲ့မရှိဘူးဆိုတော့လေအရင်ကလည်းအခုလိုရှင်းငွေထုတ်ပေးတာတွေရှိခဲ့ပေမဲ့ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်သားနေတဲ့လုပ်ငန်းတွေကိုသာအဓိကထားထုတ်ရှိပေးခဲ့တာဖြစ်တယ်လို့လုပ်ငန်းကျင်တွေကပြောပါတယ်အဲ့ဒီရှင်းငွေကိုတစ်နှစ်ခွဲအတွင်းအတူရောအရင်ပါပြန်သွင်းရတာကြောင့်လုပ်ငန်းကျင်တွေအတွက်အခက်အခဲဖြစ်စေပြီးလုပ်ငန်းလေပတ်ဖို့အရှင်တစ်ခုအထိစောက်ဆိုင်ပေးသင့်တယ်လို့ထောက်ပြကြပါတယ်ဒါအပြင်ရှင်းငွေတက်တန်းကိုအခုထက်တိုးပေးတာနဲ့တစ်နှစ်စာဘဏ်အတိုးနှုန်းကိုရှော့ချပေးတာမျိုးကပိုဖြစ်တဲ့တယ်လို့လည်းစီးပွားရေးလုပ်ငန်းကျင်တွေကပြောပါတယ်ဒီပေါ်စီးပွားရေးလုပ်ငန်းကျင်တို့ထောက်ပြတာကအ ရင်တော့လည်းအပေါင်ပစ္စည်းမပါဘဲနဲ့ငွေထုတ်ချေးတဲ့စနစ်ရှိဘူးလေဗျအပေါင်ပစ္စည်းမပါပေမဲ့ဒေတာအလက်စားပေါ့အဲ့လိုလုပ်ငန်းတွေနဲ့မောက်ပုံကတ်တွေတို့တခြားသောထောက်ခံစာတွေတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ငွေကြေးစီးဆင်းမှုကိုလုပ်တဲ့ balance sheet တွေတို့အဲ့ဒါတွေပေးပြီးတော့ချေးရတယ်ဒါပေမဲ့အခုတော့အဲ့ဒါကိုများများထပ်လို့ချိပေးမယ်ဆိုတဲ့သဘောပေါ့ဗျအဲ့လိုတော့ကျွန်တော်ယူဆတယ်ဗျဘယ်လုပ်ငန်းကျွမ်းကျင်သူတွေကတော့လက်ရှိအပေါင်ပစ္စည်းနဲ့ရှင်းငွေထုတ်ရှိတာကိုတောင်ပြန်သိမ်းဖို့ပြက်ကွက်နေသူတွေရှိတာကြောင့်အပေါင်ပစ္စည်းထားစရာမလိုပဲထုတ်ရှိဖို့ကလက်တလောဖြစ်နိုင်ခြင်းနေတယ်လို့ပြောကြပါတယ်တစ်ဖက်မှာလည်းဗဟိုဘဏ်ဟာဘဏ်တွေကနေငွေသားထုတ်ယူမှုကိုကန့်သတ်ထားတာကြောင့်စီးပွားရေးလုပ်ငန်းကျင်တွေရောဒေသခံတောင်သူတွေပါလုပ်ငန်းဆက်လက်ပတ်နိုင်ဖို့အခက်အခဲတွေဖြစ်နေကြပါတယ်ဗဟိုဘဏ်ကတော့ငွေသားသုံးစွဲမှုကိုရှော့ချပြီး digital ငွေကြေးသုံးစွဲမှုပိုများလာစေဖို့နဲ့စီးပွားရေးလုပ်ငန်းတွေပိုမိုတိုးတက်လာဖို့ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်တနင်္လာညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေဒီတင်ပြီးဆုံးပါပြီ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များတဲ့တကွာမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ